မသိရသူပြောတာကိုကအကုန်ယုံနေရတယ်မိဝေးတယ်ပြောမှဆိုလို့ရှုပ်ဝေးရမုန်းတက်လာဟုတ်ကဲ့ရှင်လောက်နေလိုက်ကြည့်လား12 နာရီထိုးတော့မယ်2 မိနစ်ပဲလိုတော့နော်ကမ်းကြတော့ဒါမမတခါမှလည်းကမပြဘူးပါဘူးကျမလွင့်နေတာရိုးရိုးဟော်လားဆက်စီဟော်လားဘယ်ဟော်လဲရှင်တို့လည်းကြည်ရကြည့်တယ်သူကဘယ်ဟော်နေလဲဘာမှလည်းမကြည့်တယ်ဘလို့ကောက်ကျမဘယ်နာတော့ဟော်လို့ကောက်မှာလို့ဒုက္ခဘူးသူကဘယ်ဟော်သွားနေရလဲဘာမှလည်းမသိအာနင်ကခိုင်းလို့ပဲတွေ့နေထိုင်နေရတော့မှပဲတော်တော်ပြင်းရှိနေကောက်လို့ဝေးဟယ်လိုမင်္ဂလာပါရှင်ကပြရမှာတော့မဟုတ်တယ်ချက်ချင်းကပြမှာတိလားစနစ်ထိုးပြီးဆိုရတယ်တခါလေဘိုင်းဘိုင်းဆိုပြီးကပြနော်ကပြပါတော့မယ်ကပြပါတော့မယ်အားကြဟေးကပြမယ်ဘူးဆုံးပြီဆိုလိုက်ပိတ်တော့ကပြမယ်ဆိုဘိုင်းဘိုင်းလို့ကပြမလို့ပါသူမှမကြည့်သွားတော့လားဘာဘိုင်းဘိုင်းဟောဘိုင်းဘိုင်းနေလို့ပြောဘိုင်းဘိုင်းလို့ပြဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါရှင်ရှူဂျိုကိုဆက်စီမိုးလေးပေါက်တွေ့မှာဟုတ်တယ်မိုးလေးပေါက်တွေ့မှာဟိုဟာလေဇမင်းသားအဲ့လိုမိုးလေးပေါက်အောင်စပူရဲ့ညီမလေးဟုတ်တယ်အောင်စပူရဲ့ညီမလေးနန်းနန်းမိုးလေးပေါက်ရှင်းလို့ဖျားရီပါညာယူထားကြဖျားရီပါခင်းထားကြမိုးလေးပေါက်ဆိုလက်မှတ်တွေပါညာဝယ်ပြီးကြပြီဟုတ်တယ်နန်းအောင်စပူဟုတ်တယ်ရွဲ့ပြောလိုက်ကျမအောင်စပူမကြိုက်ဘူးတခေါ်ယူအောင်စပူကဟိုမှာပါလေဟိုပတ်စံနေအထက်လိုက်ရတယ်ဒီမှာတော့ပြောနေအောင်စပူညီမပြောနေတယ်ဟိုပါလေစိတ်မပြောနဲ့ဟိုအလက်လက်ကြီးတက်လက်လာမလို့ရရှင်ရမင်းလေးတော့ရှိရဲ့ဖိုင်တန်